ဒီလို symmetrical မကြတဲ့မျက်နှာနေပြီးတော့ဒီလို symmetrical ကြကြလေးဖြစ်အောင်ဘယ်လိုလုပ်ခဲ့လဲအချိန်ဘယ်လောက်ကြာခဲ့လဲဆိုတဲ့ဟာကို sharing လေးလုပ်တော့ပြပါမယ် Hello အားလုံးပဲမင်္ဂလာပါပြန်တော့ထားလိုက်အောင် face symmetrical ဘာလို့မကြလဲဆိုလို့ရှင်အဲ့တဲ့အချိန်ကြာလို့ရှင်တစ်ဖက်ထဲဆောင်းအိတ်တာတွေပါတဲ့အချိန်ကြာလို့ရှင်လဲတစ်ဖက်ထဲမှာဝါးတွေကြောင်းပေါ့နော်လူ100မှာ69ယောက်လောက်ကတော့ symmetrical မကြအောင်ထင်တယ်နော်အဲ symmetrical မကြတဲ့ဟာကိုကြိုက်တဲ့သူလည်းရှိမယ်ကွာကျမကတော့မကြိုက်တဲ့ team ကပေါ့နော် symmetrical ကြအောင်ဘယ်လိုမျိုးလုပ်ခဲ့လဲဆိုလို့ရှင်တက်နိုင်ဆုံးအသေးအိတ်တယ်ပေါ့နော်စားတဲ့အချိန်ကြာလို့ရှင်လဲကျမညာဘက်ဝါတာများတဲ့အတွက်ကြောင့်မလို့ညာဘက်ကိုမဝါဘဲနဲ့တတိထားပြီးတော့ဒီဘက်ဘယ်ဘက်ကိုပြောင်းပြီးဝါဖြစ်တယ် face yoga ဆိုပြီးတော့ YouTube ကနေပြီးတော့ရှာပြီးကြတော့လုပ်ကြည့်တယ်ဒါပေမဲ့တစ်လကျော်လောက်ထိလုပ်ခဲ့ပေမဲ့လေတိတ်ပြီးတော့မသိတာဘူးဒီဒုံရင်တိုင်းပဲဖြစ်တယ်အဲ့တော့ကျမဘယ်ဟာသုံးခဲ့လဲဆိုလို့ရှင်ဒီနှမျိုးပါဒီတစ်ခုကကျတော့ electric washer ပါဒါကတော့ရိုးရိုး stainless steel washer ပေါ့နော် washer မသုံးခင်မှာကိုယ့်မျက်နှာဘယ်ဘက်ကမညီအောင်ဆိုတာရင်သိထားဖို့လိုတယ်ကိုယ့်ရဲ့မျက်နှာညီလားမညီလားဆိုတဲ့ဟာကို back camera သုံးပြီးတော့လည်းသိနိုင်တယ် TikTok effect မှာပါတဲ့ inverted ဆိုတဲ့ effect နဲ့သုံးပြီးကြတော့လည်းရိုက်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ငါဘက်ကကျတော့နည်းနည်း lift ဖြစ်တဲ့ဘက်သွားတယ်ဘယ်ဘက်ကကျတော့နည်းနည်းအောက်ကျတယ်ပေါ့နော်အဲ့တော့ဘယ်ဘက်ကို10ချိန်လုံးမယ်ဆိုလို့ရှိရင်ညာဘက်ကိုက9ချိန်လောက်ပဲလုပ်တယ်အဲ့လိုမျိုးနည်းနဲ့မနေ့တစ်ချိန်ညတစ်ချိန်လုပ်သွားရပေါ့နော်ဒီဟာကိုဘယ်လောက်ချိန်ယူခဲ့လဲဆိုလို့ရှိရင်တော့တစ်လခွဲကြော်လောက်ချိန်ယူခဲ့ပါတယ်ဒါ3နှစ်တော့ကြာပြီပေါ့နော်ဒါပေမဲ့ဒီဟာကျတော့မျက်နှာနည်းနည်းပိုလင်းသွားတယ်ချန်နေအမာရွတ်တွေဆိုလို့ရှိရင်တက်တာရယ်ကွယ်ဒီရဲ့ဟာဒီlipstick ကကျတော့ရိုးကွာရှာလောက်ကြီးသူကမပေးနိုင်ချိန်ပေးနိုင်တဲ့လူတွေဂရုစိုက်နိုင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒီနီလေးကတော်တော်အဆင်ပြေပေါ့နော်ပတ်စံလဲကုန်တာတက်တာတယ်မျက်နှာလဲညီလေးပြန်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနီလေးကိုလည်း try ကြည့်ဖို့မမေ့ပါနဲ့ bye bye